မိဘတို့ရဲ့ပေါ်မှာပြုစုလုပ်ကြွေးခြင်းဟာမင်္ဂလာဘာဖြစ်လို့တော့မိဘကိုပြုစုလုပ်ကြွေးရတာဟာအလွန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုကြီးကိုပြုရရောက်တယ်။ငါဟာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်ရပေတယ်လို့စစ်မှန်တဲ့ကျင့်တတ်မှုလည်းရတယ်။မြတ်စွာဘုရားကဒီဘဝလည်းပဲချီးမွမ်းတာကိုခံရတယ်။တန်တရားမှာလည်းပဲနတ်ရွာသူဂတိကိုရောက်ကြောင်းအလုပ်လို့ဒီလိုတောင်မြတ်စွာဘုရားဟောတယ်။ဒါကြောင့်ဒါဟာမင်္ဂလာရှိတဲ့အလုပ်ပေါ့နော်။ဒါကြောင့်ဒီမင်္ဂလာတရားနဲ့ပြည့်စုံအောင်ဘုန်းဘုန်းတို့ကြိုးစားကြရမယ်ပေါ့။အဲ့တော့ကြိုးစားခြင်းစိတ်ပေါက်ဖို့ကမိဘတို့ရဲ့ကိုယ့်အပေါ်မှာရှိနေတဲ့ကျေးဇူးတရားကိုယ့်အပေါ်မှာထားတဲ့မေတ္တာတရားအဓိကတော့အဲ့ဒီနှစ်ချက်ကိုဘုန်းဘုန်းတို့ဆင်ခြင်မိဖို့စဉ်းစားမိဖို့အရေးကြီးတယ်မိဘဟာကိုယ့်အပေါ်မှာအလွန်မှကျေးဇူးများတယ်အလွန်မှလည်းချစ်ခင်တဲ့မေတ္တာတရားနဲ့ပြည့်စုံတယ်ဆိုတာတော့သိတော့သိတယ်မသိဘူးမဟုတ်ဒါပေမဲ့အဲ့ဒီသိတာကိုဘုန်းဘုန်းတို့ကမေ့ထားမယ်ဆိုလို့ရှိရင်တော့မိဘပေါ်မှာပြုစုခြင်းစိတ်လှုပ်ကြွေးခြင်းစိတ်ဒီမင်္ဂလာတရားကြီးနဲ့ပြည့်စုံအောင်ကြိုးပမ်းအထောက်လေစိတ်နည်းနည်းရော့နေမယ်ပေါ့အဲ့တော့ကိုသိထားတဲ့အဲ့ဒီမိဘရဲ့ကိုယ့်ပေါ်မှာထားတဲ့မေတ္တာနဲ့ကျေးဇူးကိုကအမှတ်ရဖို့စဉ်းစားမိဖို့ဆင်ခြင်မိဖို့လိုတယ်အဲ့ဒါမှကိုယ်စိတ်ထဲမှာလေးလေးမြတ်မြတ်တန်ဖိုးထားပြီးတော့မိဘကိုပြုစုခြင်းလှုပ်ကြွေးခြင်းဒီမင်္ဂလာတရားကြီးနဲ့ပြည့်စုံပို့ပြီးတော့ကြိုးပမ်းအထောက်လို့စိတ်ထက်တယ်နော်အဲ့ဒီနေရာမှာမိဘဟာကိုယ့်ပေါ်မှာဘယ်လောက်ချစ်လဲကိုယ့်ပေါ်မှာဘယ်လောက်ကျေးဇူးများလဲဆိုတာလေးကိုဘုံဘုံတို့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေကိုပဲအခြေခံပြီးတော့ပြောသွားပါမယ်ဟုတ်လားမိဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘလို့မြင်ပြသလဲအဲ့ဒါလေးတွေကိုမြတ်စွာဘုရားရဲ့စကားမူရင်းအတိုင်းလေးဘုံဘုံတို့နာယူကြည့်စေခြင်းနော်ဣတိယပါဠိတော်မှာသဗ္ဗမကသုတ်တံဆိုပြီးတော့ရှင်မခုတ်သုတ်တရာမြတ်စွာဘုရားဒီကနေတဆင့်နာယူမှတ်သားပြီးတော့ဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီမှာဘယ်လိုဟောထားလဲဆိုတော့သဗ္ဗမကာနိဘိက္ခဝေတာဏိကုလာနိယေတံပုဒ္ဒနာမာတာပိတရောဣဇာဂရိပုစိတာဟွန်တိယဟန်တို့တဲ့အမျိုးကောင်းသားတယောက်ရဲ့အိမ်မှာမိဘနှစ်ပါးကိုမျက်မျက်နှုံနှုံပူဇော်လှုပ်ကြွေးထားမယ်ဆိုရင်အဲ့ဒီအမျိုးကောင်းသားရဲ့အိမ်ဟာမြမာကြီးနဲ့အတူတူနေရတာလို့ဆိုရမယ်တဲ့နော်အိမ်တဲ့အိမ်မှာအမေအဖေကိုတကယ်ကိုတန်ဖိုးထားပြီးတော့ပြုစုလှုပ်ကြွေးထားမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်ဟာဘာနဲ့တူတူနေတာတော့မြမာနဲ့တူတူနေတာတဲ့သာဘုဗ္ဗဒေဝတာနိဘိက္ခွေတာဏိကုလာနိယေတံပုဒ္ဒနာမာတာပိတရောဣဇာဂရိပုစိတာဟွန်တိနောက်တစ်မျိုးထပ်ပြောတယ်မိဘကိုပြုစုလှုပ်ကြွေးထားတဲ့အိမ်ဟာအိမ်